နေသာသနာတော်နှစ်2500ခုနှစ်လူတော်ကကောဇာတက္ကရာ1388ခုရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးခွမြို့အမှတ်2ရပ်ကွက်မန္တလေးကျောင်းတိုက်ကြီးတွင်မှာ9ကြိမ်မြောက်ပြုလုပ်ကျင်းပအပ်သောမောဂဝိပဿနာ9ရက်တရားစခန်းပွဲ9ရက်မြောက်သောနေ့နနက်ခင်း9နာရီအချိန်ဖြစ်ပါတယ်9နာရီအချိန်ပရိစ္ဆာသမုပ္ပါသင်္นานတရားချိန်၌ယောဂီဘာန်တော်ကောင်းတို့အားကျေးဇူးဆက်ဟောကြားသွားမယ့်အသွယ်ကကာလ3ပြာအသွယ်နဲ့ကျေးဇူးဆက်မှာဖြစ်ပါတယ်။ဘာ3ပြာကာလ3ပြာအသွယ်နဲ့ကျေးဇူးဆက်ဟောကြားပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တရားနာတဲ့အခါမှာမှတ်မိလွယ်အောင်ဆိုပြီးတော့တရားတော်လေးကိုအမည်ပေးထားတာရှိပါတယ်တရားတော်ရဲ့အမည်လေးလိုက်ပြီးတော့မှတ်ကြရအောင်ဘဝမချသေးခင်ဉာဏ်တကားလေးစင်ဗာတရားဘဝမချသေးခင်ဉာဏ်တကားလေးစင်ဆိုတဲ့နော်ဘဝမချသေးခင်ဉာဏ်တကားလေးစင်ရမယ်ဒီတရားလေးကိုကာလ3ပြာအသွင်နဲ့ဟောကြနာကြကြီးညိုကြရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့တော့ဖြစ်ပါတော့ကြောင့်တရားတော်ကိုမဟောကြားမနာကြသေးခင်တရားတော်အလုံးရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာအားနမောတတ္တ3ချိန်ဖြင့်အလုံးရှိခိုးပူဇော်ကြောကြပါကုန်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္ဗုဒ္ဓတ္တသုံးလောကထထားရှင်တော်မြတ်ဗျာနမောတတ္တ3ချိန်ဖြင့်ရှိခိုးပူဇော်ကြောပြီးတဲ့နောက်မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဓမ္မကဏပေါင်း7400တို့ကိုဆရာတင်ပြီးတော့ထိုတို့တွင်နဲ့ခန္ဓာညာရောက်သစ္စာဆိုင်အောင်ဟောပေါ်ညွန်ပြဆွဆုံးမှာတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်အဂမပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးအားဆရာတော်ဘုရားကြီးဉာဏ်တော်အားပူဇော်သောအဖြစ်ဆရာတော်ဘုရားကြီးခန္ဓာဝမချခင်ရေးဇတိကုံပူဇော်အပ်သောဤရှစ်သွယ်လင်္ကာနှင့်ဒိဋ္ဌိပြုတ်လင်္ကာတို့ကိုအလုံးတမ်းမြိုင်ညီညာရွတ်ဆို၍ဆရာတော်ဘုရားကြီးဉာဏ်တော်အားရှိခိုးပူဇော်ကြောကြပါကုန်စို့မူလနံပြသစ္စာနှစ်ခုပရိစ္ဆေသမုပ္ပါသင်္นานတရားတို့ဟောကြားနာကြားကြီးညိုကြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့
မိမိတို့ရဲ့ရေရှည်တိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်ပြီးတော့တရားဓမ္မများကိုယုသေးစွာနာကြားနိုင်ကြပါပြီဒီနေ့ရန်ကုန်တိုင်းသုံးကမြို့မန္တလေးကမန္တလေးကျောင်း၌ကြီးဦးစီးဗရဏနာယကဆရာတော်ဖြစ်တော်မူသောဆရာတော်ဗဒ္ဒနာပဏိတဆရာတော်ရှင်သူမြတ်၏ဘုံရိပ်ကံရိပ်မေတ္တာရိပ်တို့ကိုခိုလုံ၍ဒီနေ့ဦးဇင်းတို့ယောဂီအပေါင်းတော်ကောင်းနဲ့ဦးဇင်းတို့တွေတရားဓမ္မများနာကြားခွင့်ဝိပဿနာတရားများကြိုးစားအားထုတ်ခွင့်ဦးဇင်းတို့လည်းပဲယောဂီပေါင်းတော်ကောင်းတို့အားသစ္စာတရားများနဲ့ကျေးဇူးဆက်ခွင့်ရကြပါတယ်ဒါကြောင့်မလို့ကျေးဇူးရှိကြတဲ့ပုဂ္ဂိုလ်တိုင်းကိုဒီနေရာကနေကျေးဇူးဆက်သောအနေအဖြစ်ဟောကြားနာကြားကြီးညိုကြရအောင်ဒါကြောင့်မလို့ဒီနေ့ဟောပြောညွန်ပြစိုးစုံမမဲ့အသွယ်ကဘာအသွယ်လဲကာလသုံးပြဟုတ်ပြီလားကျေးဇူးတော်ရှင်မဂုတ်ဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါသင်္นานတရားပရိစ္ဆသမုပ္ပါတရားကြီးမှာနောက်ဆုံးရေးထားတဲ့လင်္ကာလေးမှာဘာဖြစ်ရှု၍မျောဉာဏ်ဖြစ်ရှု၍မျောဉာဏ်ဖြစ်ရှု၍မျောဆိုတော့အဲ့ဒီဉာဏ်ဖြစ်ရှု၍မျောတဲ့အဲ့ဒီဉာဏ်ကတခြားဉာဏ်လားဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာဉာဏ်ကတခြားကြည့်တဲ့အလုပ်လားခန္ဓာကြည့်တဲ့အလုပ်လားခန္ဓာကြည့်တဲ့အလုပ်ခန္ဓာဘယ်နှပါးဘာတွေပါလဲရူပခန္ဓာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးရှိတယ်ယောဂီပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေအခုရထားတာတခြားလားခန္ဓာလားအခုယောဂီတို့ဦးဇင်းတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးကအချိန်တန်ရင်အိုချိန်ကြရင်လဲနာချိန်ကြရင်လဲသေချိန်ကြရင်လဲအိုမဲ့နာမဲ့သေမဲ့ခန္ဓာကိုယ်ကြီးဦးဇင်းတို့ယောဂီတို့တွေရမထားဘူးလားဒါကြောင့်မလို့အသေးမဥခင်အသေးမဥခင်အဲ့ဒါကိုတရားကိုပရိယေလေးနဲ့တရားကောင်းစဉ်လေးပေးထားတယ်ဟုတ်လားအသေးမဥခင်ဉာဏ်ဥရမယ်ဆိုတဲ့ပုံစံလေးကိုတရားကိုပရိယေလေးနဲ့ပေးထားတယ်သေတယ်ဆိုတာတဘဝတခန္ဓာဘာလို့သွားတာခြားသွားတာဘာလို့သွားတာလဲခြားသွားတာဒါကြောင့်မို့လို့ဘဝမခြားသေးခင်ဘာတကားလေးစင်ဉာဏ်တကားလေးစင်ရမယ်နော်အဲ့ဒါကိုတရားကိုပရိယေလေးနဲ့နော်ခဆန်းဆန်းလေးဖြစ်အောင်ဆိုပြီးတော့ဘဝမခြားသေးခင်ဘာတကားလေးစင်အဲ့ဒီဉာဏ်ကတခြားကြည့်တခြားရောက်မဲ့ဉာဏ်လားနိဗ္ဗာန်ရောက်မဲ့ဉာဏ်လားနိဗ္ဗာန်သွားမဲ့ဉာဏ်နော်ခန္ဓာယောဂီတို့ဥဇ္ဇနောတွေရထားတဲ့ခန္ဓာ၅ပါးယုံ nant တရားကြီးကအသေးမဟုတ်ခင်ဉာဏ်ဥရမယ်လို့အဲ့ဒီဉာဏ်ကခန္ဓာကိုလှည့်ပြီးတော့ကြည့်မယ်ဆိုရင်တခြားရောက်မှလားနိဗ္ဗာန်ရောက်မှလားအဲ့ဒီခန္ဓာကိုဉာဏ်မကြည့်ဘူးဆိုရင်အဲ့ဒီခန္ဓာတွေကိုတခြားဝင်မှလားကိလေသာတွေဝင်လာမှလားအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ခုနပြောတဲ့ဘဝမခြားသေးခင်ဉာဏ်တကားလေးစင်ကာလသုံးပြအသွင်နဲ့ပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာကြီးကိုနည်းနည်းလေ့လာကြနော်မဂုတ်ဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာကြီးကိုနော်ဦးဇင်းတို့အပိုင်းလေးပိုင်းကြည့်ကြနော်ဒီသဝိုင်းဒေသနာကြီးကိုတခြားလိုက်ပြီးတော့ကြည့်မယ်ဒီအပေါ်ကမြားလေးကနေပြီးတော့ဒီအလေတက်တဲ့အထိဟုတ်လားဦးဇင်းအခုဒုတ်ထောက်ထားတဲ့နေရာတွေ့တယ်မလားအဲ့နေရာအထိကိုဒီအပေါ်တက်တဲ့ကနေပြီးတော့ဒီနေရာအထိကိုအလွန်အင်မတန်ခိုင်ခတ်မာတယ်ဆိုတဲ့အုတ်တိုင်းကြီးတစ်ခုခတ်လိုက်ဘာခတ်ရ
ဘယ်ရရင်ဘယ်ထိလဲအပေါ်မြားလေးကတက်တက်ကနေပြီးတော့ဒီအလဲတဲ့တဲ့အထိအုတ်တိုင်းတစ်ခုခတ်လိုက်ခတ်ပြီးပြီလားနောက်ဒီညာဘက်အစွန်ကနေပြီးတော့ဘယ်ဘက်အစွန်ရောက်တဲ့အထိသဘောပေါက်လားညာဘက်အစွန်ကနေပြီးတော့ဘယ်ဘက်အစွန်ကိုရောက်တဲ့အထိအုတ်တိုင်းနောက်ထပ်ကန့်လန့်ပြက်တစ်ခုခတ်လိုက်ခတ်ပြီးပြီလားခတ်ပြီးပြီဆိုတော့တိအကွက်ပရိစ္ဆေသမုပ္ပါသဝိုင်းဒေသနာကြီးတိအကွက်တပိုင်းမရဘူးလားတိအကွက်မှာတပိုင်းရပြီသဘောပေါက်လား2နဲ့3နဲ့ပေါင်းပြီးတော့တပိုင်းမရဘူးလားရပြီသဘောပေါက်လားဒါဆိုရင်နံပါတ်4အကွက်ကိုတပိုင်းမရဘူးလားရပြီဒါဆိုရင်ပရိသသမုပ္ပါသဝိုင်းကြီးကိုတို့တွေပိုင်းလိုက်တာဘယ်နှပိုင်းရ3ပိုင်းရပြီအဲ့ဒီ3ပိုင်းကိုကာလအဖြစ်ခွဲလိုက်တော့နံပါတ်1အကွက်ကလွန်လေပြီးသောအတိတ်ကာလဘာကာလ2နဲ့3အကွက်ကိုယခုဖြစ်စေပြစ္ဆုတ်ပံကာလဘာကာလလဲ2နဲ့3အကွက်ကဘာကာလလဲဒါဆိုရင်အပေါ်နံပါတ်4အကွက်ကနောင်ဖြစ်လက်တဲ့အနာဂတ်ကာလကာလဘယ်နှပါဒါကြောင့်လိုက်ဆိုမယ်ကာလ3မြဆိုသည်မှာလွန်လေပြီးသောအတိတ်ကာလယခုဖြစ်စေပြစ္ဆုတ်ပံကာလနောင်ဖြစ်လက်တဲ့အနာဂတ်ကာလတို့ဖြစ်ပါသည်ဖယားရမလားဆိုကြည့်ပါဦးကာလ3မြဆိုသည်မှာကာလဘဏ္ဍဖြာကာလ3ပြပရိစ္ဆေသမုပ္ပါသဝိုင်းကြီးပရိစ္ဆေသမုပ္ပါသဝိုင်းကြီးကိုကိုယ်ရပြုပြီးတော့လှုပ်ထားတာအင်္ဂါဘဏ္ဍပါအင်္ဂါဘဏ္ဍပါအင်္ဂါ12ပါးနဲ့ကိုယ်ရပြုပြီးတော့ပရိစ္ဆေသမုပ္ပါသဝိုင်းကြီးကိုမူတည်ပြီးတော့ရေးဆွဲထားတာဟုတ်လားဒါဆိုရင်ကာလ3မြတဲ့ကိုအဲ့ဒီအင်္ဂါ12ပါးထည့်ရမှာလားမထည့်ရဘူးလားထည့်ရမယ်ဒါဆိုရင်နံပါတ်1အကွက်ကိုကြည့်လိုက်တော့နံပါတ်1အကွက်မှာအင်္ဂါဘဏ္ဍပါဘာတွေလဲအဝိဇ္ဇာသင်္ခါရနံပါတ်1အကွက်မှာရှိတဲ့အင်္ဂါ2ပါးကအဝိဇ္ဇာနဲ့သင်္ခါရအဲ့အဝိဇ္ဇာနဲ့သင်္ခါရကတခြားတရားတွေလားအတိတ်ကာလကဖြစ်ခဲ့တဲ့တရားတွေလားဒါဆိုလို့ရှိရင်လွန်လေပြီးသောအတိတ်ကာလမှာအင်္ဂါဘဏ္ဍပါရလွန်လေပြီးသောအတိတ်ကာလမှာအင်္ဂါ2ပါးရပြီဟုတ်လားဒါဆိုလို့ရှိရင်2နဲ့3အကွက်ကယခုဖြစ်စေ2နဲ့3အကွက်ကဘာကာလယခုဖြစ်စေပြစ္ဆုတ်ပံကာလတဲကိုအင်္ဂါ8ပါးထည့်လိုက်ဘယ်နှပါအင်္ဂါ8ပါးထည့်လိုက်ဟုတ်လားအဲ့အင်္ဂါ8ပါးကလိုက်ဆိုမယ်ဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာတဏှာဥပါဒံကမ္မဘဝတို့ဖြစ်ပါသည်ဖယားယခုဖြစ်စေပြစ္ဆုတ်ပံကာလမှာအင်္ဂါဘယ်နှပါးရလဲ8ပါးဘာတွေတော့အဲ့ဒါကတခြားတရားလားယခုဖြစ်စေပြစ္ဆုတ်ပံကာလမှာရတဲ့တရားတွေလားဒါဆိုလို့ရှိရင်နောက်ဖြစ်လက်တန်သောအနာဂတ်ကာလမှာရတဲ့တရားတွေတဲကို4အကွက်ထဲကိုအင်္ဂါ2ပါးထည့်မယ်ဘယ်နှပါအင်္ဂါ2ပါးကဘာတွေလဲဆိုလို့ရှိရင်သ
ဇာတိဇာတိနဲ့ဇရာမရဏဒါဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါအင်္ဂါဘယ်နှပါးရှိတာ12ပါးရှိတာဟုတ်လားလိုလေပြီးသောအတိတ်ကာလမှာအင်္ဂါဘယ်နှပါးရအဲ့နှစ်ပါးဘာတွေတော့ယခုဖြစ်စေပြစ္ဆုတ်ပံကာလမှာအင်္ဂါဘယ်နှပါးရအဲ့ဒီ7ပါးကဘာတွေလဲဟုတ်ပြီနောင်ဖြစ်လက်တန်သောအနာဂတ်ကာလမှာအင်္ဂါဘယ်နှပါးရအဲ့ဒီ2ပါးကဘာတွေတော့ဟုတ်ပြီဇာတိနဲ့ဇရာမရဏဇာတိဇရာမရဏ2ပါးရပြီဒါဆိုလို့ရှိရင်ဦးဇင်းတို့ယောဂီတို့တွေအခုရထားတဲ့လက်ရှိနံပါတ်1အကွက်ထဲမှာခန္ဓာဘယ်နှပါးရခန္ဓာ5ပါးရတယ်ဟုတ်လားအဲ့ဒီခန္ဓာ5ပါးကတခြားတရားတွေလားအကျိုးတရားတွေလားခန္ဓာ5ပါးအကျိုးတရားကသူ့အလိုလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တော့အကြောင်းထဲမှာဖြစ်တဲ့လွန်လေပြီးသောအတိတ်ကာလကဖြစ်ခဲ့တဲ့အင်္ဂါဘယ်နှပါးရမှာတော့အဲ့ဒီ2ပါးကဘာတွေလဲဆိုလို့ရှိရင်ဝိဇ္ဇာသင်္ခါရတရားဘယ်နှပါးအဲကြောင့်မလို့မြတ်စွာဘုရားကမိမိတို့ယခုရထားတဲ့ပြစ္ဆုတ်ပံခန္ဓာကြီးနံပါတ်1အကွက်ထဲမှာမိမိတို့ယခုပြစ္ဆုတ်ပံဘဝမှာရထားတဲ့ခန္ဓာဘယ်နှပါးခန္ဓာ5ပါးရထားတဲ့ပြစ္ဆုတ်ပံကာလကြီးထဲမှာတဲ့နော်ဒါကြောင့်မလို့ယခုမိမိတို့ပြစ္ဆုတ်ပံကာလမှာရထားတဲ့ခန္ဓာ5ပါးကတခြားတရားလားအကျိုးတရားလားအဲ့ဒီအကျိုးတရားကသူ့အလိုလိုရတာလားအကြောင်းကြောင့်ရတာလားအကြောင်းကြောင့်ရတာလွန်လေပြီးတော့အတိတ်ကာလကဖြစ်ခဲ့တဲ့အကြောင်းတွေကြောင့်ပြုခဲ့တဲ့အကြောင်းတွေကြောင့်အတိတ်တုန်းကမိမိတို့ပြုခဲ့တဲ့ကံတွေရှိလားမရှိဘူးလားအဲ့ဒီအကြောင်းတရားတွေကြောင့်ယခုပြစ္ဆုတ်ပံမှာခန္ဓာ5ပါးမရဘူးလားရလားရတယ်ဒါကြောင့်မလို့ဥပမာလေးနော်နီးစပ်ရလေးတစ်ခုပြောပြကာလ3မြာအသွင်မှာနော်ခုနပိုင်းခဲ့တယ်ကာလ3မြာအသွင်ဟုတ်လားပရိစ္ဆသမုပ္ပါသဝိုင်းကြီးကိုကာလ3မြာနဲ့ပိုင်းလိုက်တော့ဘယ်နှပိုင်းရလဲ3ပိုင်းရတယ်ကာလ3မြာနဲ့ပိုင်းအသွင်ဟုတ်လားအဲ့ဒီ3ပိုင်းကိုဦးဇင်းတို့နော်နီးစပ်ရလေးဥပမာလေးနဲ့ပြောပြမယ်ဆရာတော်ဘုရားကြီးကတော့ဗာပြောတော့ဆိုလို့ရှိရင်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့နော်ကာယံကြိုက်အောင်ဟုတ်လားအတိတ်ကိုလည်းမပြန်နဲ့အတိတ်ကိုလည်းအနာဂတ်ကိုလည်းမကြံနဲ့ဟုတ်လားအတိတ်ကိုလည်းမပြန်နဲ့ဆိုတော့ဒီနံပါတ်1အကွက်ကိုထည့်ပြီးတော့စဉ်းစားစရာမလိုတော့အနာဂတ်ကိုလည်းမကြံနဲ့ဆိုတော့ဒီနံပါတ်4အကွက်ကိုထည့်ပြီးတော့စဉ်းစားစရာမလိုတော့ဟုတ်လားဒါဆိုလို့ရှိရင်ယခုဖြစ်တဲ့ပြစ္ဆုတ်ပံကာလမှာဘယ်အကွက်နဲ့ဘယ်အကွက်2နဲ့3ဟုတ်လားအဲ့ဒါလေးကိုဦးဇင်းတို့နည်းနည်းဉာဏ်လေးနဲ့စဉ်းစားကြည့်ရမှာပေါ့နော်ဒါဆိုလို့ရှိရင်ဦးဇင်းတို့ယောဂီတို့တွေလက်ရှိရထားတဲ့ခန္ဓာဘယ်နှပါးပြစ္ဆုတ်ပံကာလမှာယခုရထားတဲ့ခန္ဓာ5ပါးကိုဝိညာဉ်အစဝေဒနာအဆုံးဟုတ်လားဝိညာဉ်အစဝေဒနာအဆုံးရထားတဲ့အကျိုးတရားတွေကိုနော်မိမိတို့ဝိညာဉ်အစဝေဒနာအဆုံးရထားတဲ့ခန္ဓာ5ပါးယုံ nant တရားတွေကိုခန္ဓာရဲ့ရှေ့မှာဟုတ်လားဒီဝေဒနာလေးရဲ့ရှေ့မှာဒီနားလေးမှာဉာဏ်တကားလေးတက်မယ်ဘာတကားတက်မှာနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြဉာဏ်တကားတက်ပြီဆိုတော့လောကဩဝါဒမှာလောကမှာသုံးနေကြတဲ့စကားလေးတွေပေါ့ဟုတ်လားလောကမှာဖြစ်နေတဲ့လောကမှာလူတွေ
လူတွေရောဘုန်းကြီးတွေရောအကုန်လုံးအစာအုပ်တစ်ခုစောက်ပြီးဆိုလို့ရှိရင်တကားမရှိဘူးလားရှိလားရှိတယ်တကားလုပ်ပြီးဆိုလို့ရှိရင်တကားမှာအရေးကြီးတဲ့အချက်လေးတွေရှိဟုတ်လားပထမဦးဆုံးကြီးခွေတကားပေါင်ရဲ့ကြီးခွေလို့ခေါ်မှာပေါ့ဟုတ်လားတက်ရမှာလားမတက်ရဘူးလားကြီးခွေတက်ရမယ်ဟုတ်လားကြီးခွေဆိုတာအသုံးနှုန်းပေါ့နော်နောက်ရှင်းရှင်းလူနားလည်အောင်ပြောရင်တကားပေါင်ဘာလဲတကားပေါင်ဟုတ်လားတကားပေါင်တက်ပြီးပြီဆိုလို့ရှိရင်အဲ့တကားပေါင်တက်ပြီးနောက်နံပါတ်2ဘာတက်ရတကားရွက်ဘာတော့တကားပေါင်တက်ပြီးနံပါတ်2ဘာတက်တကားရွက်တက်ဟုတ်လားနောက်နံပါတ်3ဘာတက်ချက်တော့ဘာတော့ချက်တော့နံပါတ်1တကားပေါင်ဟုတ်လားနံပါတ်2နံပါတ်3ချက်တော့ဟုတ်လားဟုတ်ပြီလားဒါဆိုလို့ရှိရင်တကားပေါင်ကလည်းပဲဘာဖြစ်နေရမလဲခိုင်နေရမယ်ဟုတ်လားတကားပေါင်ဘာလုပ်နေရမှာတကားရွက်ကရောဘာဖြစ်နေရလုံနေရမယ်ဘာဖြစ်နေရမှာတော့တောက်လျှောက်ကြီးခိုင်မနေနဲ့လေနော်တကားရွက်ကဘာဖြစ်နေရမှာတော့လုံနေရမယ်ချက်တော့ဘာဖြစ်ရမှာအာမခံချက်ရှိရမယ်အာမခံရှိတဲ့ဟာနဲ့ခံအာမခံမရှိတဲ့ဟာနဲ့ဆိုလို့ရှိရင်ဖောက်သွားမှာပေါ့သဘောပေါက်လားဒါဆိုလို့ရှိရင်နံပါတ်1တကားပေါင်ကလည်းဘာဖြစ်နေရမှာခိုင်နေရမယ်တကားရွက်ကရောလုံနေရမယ်နောက်ချက်တော့ဘာဖြစ်ရမှာအာမခံချက်ရှိရမယ်ဟုတ်လားအဲ့ဒါကိုတရားသဘောနဲ့အပြောတော့တကားပေါင်တတိတကားပေါင်ဘယ်လိုသုံးတတိဟုတ်လားတကားရွက်ကိုကြတော့ဘာသုံးလို့ဝရိယဘာတော့တကားရွက်ကဘာတော့ဝရိယနောက်ချက်တော့ကိုကြတော့ဘာတော့ပညာဒါကြောင့်မလို့နံပါတ်1တကားပေါင်ကတတိတကားရွက်ကဝိရိယချက်တော့ကပညာလိုက်စို့တတိထားဝရိယဆိုင်ပညာဉာဏ်နဲ့စောင့်ကြည့်ဦးဇင်းတို့ယောဂီတို့တွေအခုရထားတဲ့ခန္ဓာကိုယ်ကြီးကိုအဲ့လိုတတိမထားဘူးဝရိယမဆိုင်ဘူးဝိပဿနာဉာဏ်ပညာနဲ့စောင့်မကြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီခန္ဓာတွေကိုဝိညာဏတွေဝင်လာမှာပေါ့ဝင်လာမှာလားမဝင်လာဘူးလားဒါကြောင့်မလို့နံပါတ်1တကားပေါင်ကဘာတရားတတိတကားပေါင်ကဘာတော့တကားရွက်ကဝရိယနောက်နံပါတ်3ဂျက်တော့ကဘာလဲပညာတရားဟုတ်လားဒါဆိုလို့ရှိရင်ဦးဇင်းတို့ရထားတဲ့အခုခန္ဓာကိုယ်ကြီးပြစ္ဆုတ်ပံမှာဟုတ်လားပြစ္ဆုတ်ပံမှာရထားတဲ့ခန္ဓာကိုယ်ကြီးဝိညာဉ်အစဝေဒနာအဆုံးခန္ဓာကိုယ်ကြီးကိုနော်ဒီနားမှာတတိဆိုတဲ့တကားပေါင်လေးတက်ပြီလားဝရိယဆိုတဲ့တကားရွက်ကလေးတက်ပြီးပြီလားပညာဆိုတဲ့တော်ကလေးခတ်ပြီးပြီလားမိမိရဲ့ပြစ္ဆုတ်ပံမှာရထားတဲ့ခန္ဓာကိုယ်ကြီးကိုတတိဝိရိယပညာဆိုတဲ့တကားပေါင်တကားရွက်တကားတော်လေးခတ်ထားတော့ခန္ဓာကိုယ်ကြီးโอเคမသွားဘူးလားโอเคသွားပြီဟုတ်လားယောဂီတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးအဲ့လိုခတ်မထားဘူးဆိုလို့ရှိရင်ဒီဘက်ကနံပါတ်3ကွက်မှာရှိတဲ့တဏှာဥဆောင်တဲ့ကိလေသာတရားတွေဦးဇင်းတို့ယောဂီတို့ခန္ဓာကိုယ်တွေကိုဝင်ပါလားမဝင်ဘူးလားအခုယောဂီတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကိုတကားပေါင်နဲ့တူတဲ့တတိတရားလေးဟုတ်လားတကားရွက်နဲ့တူတဲ့ဝရိယတရားဂျက်တော်နဲ့တူတယ်ဆိုတဲ့ပညာတရားလေးအဲ့ဒီတကားပေါင်လေးခတ်လိုက်ပြီးဆိုလို့ရှိရင်ဒီဘက်ကကိလေသာတဏှာတရားတွေဝင်နိုင်သေးလားမဝင်နိုင်တော့သဘောပေါက်လားဒါပင်မဲ့လို့ဟုတ်လားဒါပင်မဲ့လို့ဟုတ်လားဒါပင်မဲ့လို့ဦးဇင်းတို့ပြစ္ဆုတ်ပံမှာရထားတဲ့ခန္ဓာကိုယ်ကြီးကို
နော်တတိဝိရိယပညာဆိုတဲ့တကားလေးတော့ပိတ်ထားတယ်မပိတ်ထားဘူးလားအခုယောဂီတို့ယောဂီတို့အခုရိတ်တာမှလာပြီးတော့တရားစခန်းဝင်တဲ့အချိန်မှာတတိဝိရိယပညာဆိုတဲ့တကားပိတ်ထားတယ်ဒါပေမဲ့လို့တဏှာဥဆောင်တဲ့ကိလေသာတွေကမိမိတို့ကိုတကားလာပြီးတော့ခောက်မှလားမခောက်မှလားအခောက်ခံနေရပြီထင်တယ်ဟမ်မခောက်မှလားခောက်မှလားခောက်မှဟုတ်လားတဏှာဥဆောင်တဲ့တဏှာဥပါဒံဆိုတဲ့တဏှာဥဆောင်တဲ့ကိလေသာတရားတွေကမိမိတို့ရဲ့ခန္ဓာပြစ္ဆုတ်ပံခန္ဓာအိမ်ကြီးကိုဘလောက်ထိပဲတောခတ်ထားစေကမူဘလောက်ထိပဲကောင်းတဲ့အရာဝတ္ထုတွေနဲ့ပိတ်ဆို့ထားစေကမူမိမိတို့ရဲ့ခန္ဓာအိမ်ကြီးကိုတကားခောက်မှလားမခောက်မှလားယခုအခန်းတစ်ခန်းထဲမှာကိုကနေတယ်ပေါ့နော်နေတဲ့အခါမှာအပြင်လူတွေမလာခြင်းလို့မတွေ့စေခြင်းလို့ကိုကလည်းအပြင်ကလူတွေနဲ့မတွေ့ခြင်းလို့တကားလေးချက်ထိုးပြီးတော့နေတယ်ပေါ့နော်ဒါပေမဲ့အပြင်ကကိုယ့်ကိုတွေ့ခြင်းတဲ့လူကဘာလာလို့တကားလာခောက်မှာဟုတ်လားတကားလာခောက်မှာဆိုတော့ကိုကမတွေ့ခြင်းတဲ့လူဆိုတော့ပထမတကားခောက်ရင်ဘလို့အတန်မြည်တော့တောက်မမြည်ဘူးလားပထမတစ်ခေါက်လာခောက်ဒုတိယတစ်ခေါက်လာပြီးတော့ခောက်တယ်တောက်မခောက်လားခောက်တော့နတိကျအောင်စောင်းနေလိုက်ဟုတ်လားတတိယတစ်ခေါက်လာခောက်ဒီတိုင်းနေလို့တော့မဖြစ်သေးပါဘူးထကြည့်အောင်မှာပဲဟုတ်လားသုံးကမြောက်ဆိုတော့ဘာဖြစ်တော့ထကြည့်အောင်မှာပဲဟုတ်လားအဲ့ဒါကိုဒီတိုင်းတကားကြီးကိုဖွင့်ပေးတာမဟုတ်ဘူးနော်ဖွင့်မပေးဘဲနဲ့ဘာလို့တုံးဆိုလို့ရှိရင်တကားကိုအကုန်လုံးဖွင့်မပေးဘူးအပေါက်ကလေးရရင်ဘာလို့ချောင်းကြည့်နော်တကားပေါက်လေးကနေပြီးတော့ဘာလို့မှာတော့ချောင်းကြည့်လိုက်ဘယ်သူလဲမသိဘူးငါလူကောင်းလားလူဆိုးလားမသိဘူးပေါ့နော်ချောင်းကြည့်အောင်မယ်အဲ့လိုမျိုးပဲဦးဇင်းတို့ယောဂီတို့ခန္ဓာကိုယ်ရဲ့ကိုတကားဘလောက်ထိပဲပိတ်ထားကိလေသာကတကားလာခောက်ကိလေသာကတကားလာခောက်တာကိလေသာရဲ့တကားခောက်တန်လေးပြောပြမယ်နော်ဘလို့ခောက်လဲလိုက်ပြီးတော့ဆိုလိုခြင်းနဲ့ရခြင်းနဲ့ခင်မင်းနဲ့ဘယ်နှချက်ခောက်ဘာတော့လိုခြင်းနဲ့ရခြင်းနဲ့ခင်မင်းနဲ့ကိလေသာကတကားဘယ်နှချက်ခောက်ကိလေသာကတရား၃ချက်ခောက်တယ်နော်နောက်ကြုံမှဦးဇင်းလဲကိလေသာတကားခောက်တန်ဆိုတဲ့တရားတော်လေးနာမည်လေးနဲ့တရားဟောမယ်နောက်ကြုံမှနော်တို့ယောဂီတွေမျော်လင့်မနေနဲ့ဒါဆိုလို့ရှိရင်ကိလေသာကတကားအိမ်ကိုယ့်ရဲ့ခန္ဓာအိမ်ကိုတကားလာခောက်တာဘယ်နှချက်ဘလို့ခောက်လဲလိုခြင်းနဲ့ရခြင်းနဲ့ခင်မင်းနဲ့ဘယ်နှချက်ခောက်၃ချက်ခောက်ပြီဟုတ်လားကိလေသာကအဲ့လိုဥဆောင်ပြီးတော့တဏှာကဥဆောင်ပြီးတော့ကိလေသာတရားတွေကမိမိရဲ့ခန္ဓာအိမ်ကိုတကားလာခောက်ရင်ဖွင့်ပေးမှလားမဖွင့်ပေးမှလားယောဂီတို့စိတ်ထဲရှိတဲ့အတိုင်းဖြေပါဘာမှဖြစ်ပါဘူးနော်ဒုရဂရကမတွေစိတ်ထဲရှိတဲ့အတိုင်းသာဖြေချလိုက်ဟုတ်လားကိလေသာကတကား၃ချက်လာခောက်ရင်ဖွင့်ပေးမှလားမဖွင့်ပေးမှလားမဖွင့်ပေးရဘူးနော်အပေါက်ကလေးရတော့ချောင်းမကြီးနဲ့ကိလေသာဆိုတဲ့တဏှာဆိုတဲ့ကိလေသာတရားကစီလိုအပေါက်ရှာပြီးဘာလို့မှာဝင်တော့လဲသူတယောက်ထဲလားအများကြီးလားအမေနောက်မှာအပေါင်းဖော်တွေနဲ့ဟုတ်လားတယောက်တည်းမဟုတ်ဘူးနောက်မှာအပေါင်းဖော်တွေပါတယ်ဘာတွေတော့တဏှာကမ္မဘဝနော်တဏှာကဥဆောင်ပြီးတော့ဥပါဒဏ်နဲ့ကမ္မဘဝကိုပါတယ်အဲ့ဒီကိလေသာတရားတွေကအများကြီးနောက်ကလိုက်လာတာဟုတ်လားအေးကိုကတတိလက်လွတ်ပြီးတော့ဟုတ်လားဘာလွတ်ပြီးတော့တတိလက်လွတ်ပြီးတော့တကားလေးကိုဖွင့်ပေးတာမဟုတ်ဘူးနော်
သွားပြီးတော့ဘာလုပ်လိုက်တယ်အပေါက်လေးရရင်ချောင်းကြည့်လိုက်ဟိုကငကိုတွေကဝင်ကျင်တဲ့လူဆိုတော့စီလိုအပေါက်ရှာပြီးလိုက်ရှာနေတဲ့လူဆိုတော့အပေါက်လေးကချောင်းလဲကြည့်ရောခန္ဓာကိုယ်ထဲကိုဘာတွေဝင်လာတဏှာဥဆောင်တဲ့ကိလေသာအဖွဲကြီးရောက်မလာဘူးလားအဲ့ဒီတရားကဧည့်သည်ဘာတရားဧည့်သည်တရားတွေခန္ဓာကိုယ်ကြီးတဲ့ကိုရောက်လာပြီခန္ဓာကိုယ်ကြီးတဲ့ကိုရောက်လာပြီဆိုရင်အဲ့ဒီဧည့်သည်ကဒီတိုင်းမနေဟုတ်လားအိမ်ရှင်ကိုကောင်းကောင်းကြီးဒုက္ခပေးတော့မှာဘာလို့တော့မှာကိလေသာတရားတဏှာဥဆောင်တဲ့ကိလေသာတရားတွေခန္ဓာကိုယ်အိမ်ကြီးတဲ့ကိုရောက်လာပြီဆိုရင်အဲ့ဒီအိမ်ရှင်ကိုသွားထမင်းချက်စမ်းဈေးသွားစမ်းငါကဧည့်သည်ဘာတော့ငါကဘာတော့မင်းကအိမ်ရှင်ဆိုတာဧည့်သည်တယောက်ရောက်လာပြီဆိုရင်အဲ့ဒီဧည့်သည်ကိုဧည့်ဝတ်ကြည့်အောင်ဘာလို့ရဧည့်ဝတ်ကြည့်ကြတယ်နော်အမျိုးမျိုးပဲကြည့်ရတယ်လေတဏှာဥဆောင်တဲ့ဧည့်သည်ကကိုရိခန္ဓာကိုယ်အိမ်ကြီးတဲ့ကိုရောက်လာတဲ့အချိန်မှာအိမ်ရှင်ကိုကောင်းကောင်းဘာလို့ခိုင်းပြီဟုတ်လားဘာလုပ်လိုက်စမ်းဘာလေးစားခြင်းလို့ချက်ပေးစမ်းဘာလေးဝတ်ခြင်းလို့သွားဝယ်စမ်းမခိုင်းဘူးလားခိုင်းမလားခိုင်းပြီနောက်ကြတော့ကြာလာတဲ့အခါကျတော့အဲ့ဒီဧည့်သည်ကအိမ်ရှင်ဖြစ်ပြီးတော့အိမ်ရှင်ကိုကောင်းကောင်းပညာပေးတော့တာပဲဟုတ်လားဘယ်လောက်ထိပညာပေးနောက်ပိတ်ဆုံးကြတော့အိုစမ်းမခိုင်းဘူးလားခိုင်းလားနာစမ်းမခိုင်းဘူးလားခိုင်းလားရှုပ်ပါတယ်သေကွာမခိုင်းဘူးလားခိုင်းလားတဏှာဥဆောင်တဲ့ကိလေသာတရားဦးဇင်းတို့ယောဂီတို့ရဲ့ပြစ္ဆုတ်ပံခန္ဓာတွေကိုရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအရာဝတ္ထုတွေခိုင်းမာလားမခိုင်းမာလားခိုင်းမာဟုတ်လားခိုင်းပြီဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာခန္ဓာ၅ပါးယုံနံတရားရထားတဲ့ခန္ဓာကိုယ်ကြီးဟုတ်လားခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်းသရဝါတိုင်းအချိန်တန်ရင်အိုရမယ်ဘာလို့ရမယ်အချိန်တန်ရင်နာရမယ်အချိန်တန်ရင်သိရမယ်သဘောပေါက်လားဒါဆိုလို့ရှိရင်အဲ့ဒီကိလေသာတရားတွေကိုမဝင်နိုင်အောင်ယခုဦးဇင်းတို့ယောဂီတို့ရထားတဲ့ပြစ္ဆုတ်ပံခန္ဓာကြီးကိုတတိဝိရိယပညာဆိုတဲ့တကားကြီးကိုလုံးဝမဖွင့်ပေးဘဲနဲ့ခတ်ထားလိုက်မယ်ပိတ်ထားလိုက်မယ်ဆိုရင်ဒီကိလေသာတရားတွေဝင်နိုင်ပါအောင်မလားမဝင်နိုင်တော့တဲ့အခါကျတော့ဘလို့ကြိုးစားဝင်လို့မရတဲ့အခါကျတော့အဲ့ဒီတဏှာဥဆောင်တဲ့ကိလေသာတရားတွေကဒီနာလေးကနေပြီးတော့ဝင်မရတော့ထွက်သွားပြီဒါပရိစ္ဆာသမုပ္ပါထွက်လန်းလို့ခေါ်တယ်ဟုတ်လားမိမိရဲ့ခန္ဓာကိုယ်အိမ်ကြီးကတောခတ်ထားလိုက်ပြီပိတ်ထားလိုက်ပြီတဏှာစတဲ့ကိလေသာတရားတွေဝင်မရတော့ဘူးဆိုရင်အဲ့ဒီကိလေသာတရားတွေဝင်မရလို့ရှိရင်ထွက်လန်းဟုတ်လားဒီနေရာမှာဝင်မရရင်တခြားကိုသွားတော့မှာပေါ့သဘောပေါက်လားဒါဆိုလို့ရှိရင်ဦးဇင်းတို့ယောဂီတို့ရထားတဲ့ပြစ္ဆုတ်ပံခန္ဓာကိုယ်ကြီးကိုနော်တတိဝိရိယပညာဆိုတဲ့တကားကြီးပိတ်ထားတဲ့အတွက်ကြောင့်မလို့ဒီတဏှာဥဆောင်တဲ့ကိလေသာတရားတွေကလုံးဝဒီခန္ဓာကိုယ်အိမ်ကြီးတွေကိုဝင်မရတော့တဲ့အတွက်တဲ့ထွက်သွားပြီဒါပရိစ္ဆာသမုပ္ပါထွက်လန်းဟုတ်ပြီလားအဲ့လိုမှမဟုတ်ဘဲနဲ့ကိုတွေကတတိမေ့ပြီးတော့မြန်ဒီခန္ဓာကိုယ်အိမ်ကြီးဉာဏ်တကားကြီးကိုတို့တွေဖွင့်ပေးလိုက်မယ်ဆိုရင်ဒီတဏှာဥဆောင်တဲ့ကိလေသာတရားတွေကဒီကိုထွက်မသွားဘဲနဲ့ဘယ်ကိုလာမှာတော့ခန္ဓာကိုယ်တွေကိုရောက်လာကြမှာသဘောပေါက်လားအဲ့ဒီခန္ဓာကိုယ်တွေကိုရောက်လာပြီဆိုရင်ခုနဦးဇင်းပြောသလိုပဲအိမ်ဧည့်သည်ကအိမ်ရှင်ကိုကောင်းကောင်းကြီးခိုင်းပြီဦးဇင်းတို့ယောဂီတို့တွေဟုတ်လားအတိတ်ကမတိဘဲနဲ့ပြုခဲ့တဲ့ကံတရားတွေကြောင့်ဟုတ်လားအဲ့ဒီကံတရားတွေကြောင့်ယခုပြစ္ဆုတ်ပံမှာခန္ဓာ၅ပါးယုံနံတရားတွေဦးဇင်းတို့ရကြတာလေဟုတ်လားရတဲ့အတွက်ကြောင့်မလို့အဲ့ဒီပြစ္ဆုတ်ပံခန္ဓာကိုယ်ကြီးကိုဉာဏ်တကားဆင်ပြီးတော့ကိုယ်တွေမပိတ်ထားဘူးဆိုလို့ရှိရင်တဏှာစတဲ့ကိလေသာတရားတွေကဦးဇင်းတို့ယောဂီတို့ရဲ့ခန္ဓာကိုယ်တွေကိုဝင်ပါလားမဝင်ပါလားဝင်လာမှာဒါဆိုလို့ရှိရင်ဒီတဏှာစတဲ့ကိ
ကိလေသာတရားတွေမဝင်အောင်ဒီနားမှာဘာတကားလေးပိတ်ဉာဏ်တကားလေးပိတ်ဟုတ်လားဒါကြောင့်မလို့ဘဝမချသေးတဲ့အချိန်ကာလမှာဒါဦးဇင်းတို့ယောဂီတို့ရထားတဲ့ခန္ဓာ၅ပါးယုံ nant တရားကြီးဟုတ်လားယခုရထားတဲ့ပစ္စုပန်ခန္ဓာကိုယ်ကြီးနောက်ဘဝတစ်ခုကိုမချသေးခင်အချိန်ကာလလေးမှာဟုတ်လားခန္ဓာကိုယ်ကိုဘာတကားလေးတက်ဒါကြောင့်မလို့ဘဝမချသေးခင်ဉာဏ်တကားလေးစေရမယ်သဘောပေါက်လားဟုတ်လားအဲ့လိုမှမစင်နာဘူးဆိုလို့ရှိရင်ဒီကိလေသာတရားတွေဝင်လာပြီးတော့ခန္ဓာကိုယ်ကြီးတွေကိုနှိမ့်ဆက်တော့မယ်သူမှမဟုတ်ဘူးတဲ့တဏှာကနှိမ့်ဆက်ပြီဆိုရင်ဥပါဒံလည်းပါလာမယ်ဥပါဒံပါလာပြီဆိုလို့ရှိရင်တဏှာဥပါဒံကိလေသာတရားတွေနှိမ့်ဆက်ပြီဆိုရင်နောက်တစ်ခါအမှန်ထင်ပြီးတော့ကံတွေပြုတ်မာလားမပြုတ်မာလားပြုတ်မာဟုတ်လားအမှန်ထင်ပြီးတော့ကံတွေပြုတ်တဲ့အခါကျတော့လေဦးဇင်းတို့ဒီနားမှာပထမကပြောခဲ့တယ်ဥဒ္ဒတိုင်းကြီးခတ်မထားဘူးလားခတ်ထားတယ်ဥဒ္ဒတိုင်းကြီးခတ်ပင်ခန့်ညားတော်လေတဏှာဥဆောင်တဲ့ကိလေသာတရားတွေကဒီကံမိမိအမှန်ထင်ပြီးတော့ပြုတ်လိုက်တဲ့ကံတရားတွေကိုလေကံကိုအားကိုးပြီးတော့ဟိုမှာဥဒ္ဒတိုင်းကြီးခတ်ထားတယ်ဒါပေမဲ့လို့ကံကိုအားကိုးပြီးတော့ဘာကိုအားကိုးပြီးတော့အဲ့ဒီဥဒ္ဒတိုင်းကြီးကိုကြော်တတ်မှာဘာလို့မှာကြော်တတ်တော့မှာဟုတ်လားဒါပေမဲ့လို့အဲ့လိုကြော်တတ်ပြီဆိုလို့ရှိရင်နောက်ကတဏှာဥဆောင်တဲ့ကိလေသာတရားတွေကလည်းမြှောက်ပေးတယ်ဟဲ့အောင်ကြော်နော်ကြော်တတ်လို့ရအောင်နောက်ကနေပြီးတော့လာမင်းငါပခုံးပေါ်တက်ငါပခုံးပေါ်ကနေပြီးတော့ဘာလို့ကြော်ဟုတ်လားခုနမလားစေခြင်းလွန်းလို့ကိုဥဒ္ဒတိုင်းကြီးနဲ့ခတ်ထားတဲ့ဘက်ကိုဘာလို့တော့မှာကြော်တတ်တော့မှာဥဒ္ဒတိုင်းကြီးဘက်ကိုကြော်တတ်ပြီဆိုလို့ရှိရင်ဒီဘက်နံပါတ်3အကွက်မှာဒီဘက်ရက်ကွက်မှာเนาะအနာဂတ်ရက်ကွက်မှာပေါ့เนาะအနာဂတ်ရက်ကွက်မှာကအဆောင်2ယောက်ရှိတယ်အဆောင်ဘယ်2ယောက်အဲ့ဒီအဆောင်ကဘာအဆောင်နေလဲဆိုရင်ဇရာအဆောင်နဲ့မရဏအဆောင်ဇရာအဆောင်နဲ့မရဏအဆောင်ကသူတို့လက်ထဲမှာမြားတွေလေးတွေရှိတယ်ဟုတ်လားဘာတွေရှိမြားတွေလေးတွေရှိတယ်ဒီဘက်ကလည်းကံကိုအားကိုးပြီးတော့ဒီကောင်ကဘာလုပ်တော့မှာတက်တော့မှာသူတက်အောင်လဲပဲတဏှာဥဆောင်တဲ့ကိလေသာတရားတွေကနောက်ကဘာလုပ်ပေးတွန်းအားပေးထားတက်ကွာမင်းရအောင်တက်နောက်မှငါတို့ရှိတယ်ဒါပေမဲ့သူတို့ဘလောက်တွေပဲတက်တယ်ဟိုဘက်ကတက်လာပြီဆိုရင်ဟိုဘက်ကအဆောင်2ယောက်ကဘာလုပ်တော့မှာမြားနဲ့ပြစ်တော့မှာဟုတ်လားတက်လာပြီဆိုတာနဲ့ဘာလုပ်မှာမြားနဲ့ပြစ်တော့မှာဟုတ်လားဒါပေမဲ့ဒီဘက်ကတဏှာဥဆောင်တဲ့ကိလေသာတရားတွေကယခုရနေတဲ့ပစ္စုပန်ခန္ဓာကိုယ်ကြီးကိုကောင်းတဲ့ကံတွေထင်ပြီးတော့ကံကိုယုံပြီးတော့ဟုတ်လားကံကိုယုံပြီးတော့ဟိုဘက်ကိုတက်တော့မှာဟုတ်လားကံဟိုဘက်ကိုတက်ပြီးဟိုဘက်ကိုရောက်ပြီးဆိုတော့ရောက်ချင်းပဲဇရာဆိုတဲ့အဆောင်ကမြားနဲ့ဘာလို့မှာပြစ်မှာရိုးပုရုဇဉ်အပြစ်မှာမြားမှန်လို့ရှိရင်ဘလို့អော်တော့အားလို့မអော်ဘူးလားအပြစ်မြားမှန်ရင်ဘလို့អော်တော့အားလို့អော်တယ်ပထမဦးဆုံးအဆောင်ကဇရာဘာအဆောင်ဇရာအဆောင်ကတက်လာပြီဆိုရင်ဟိုဘက်ကိုစီးကြော်လာတာနဲ့ပထမဦးဆုံးမြားနဲ့ပြစ်လိုက်ဇရာမြားပြင့်ရင်ဘလို့អော်မယ်လဲလိုက်ပြီးတော့ဇရာမြားပြင့်ရင်អော်တဲ့អော်ပုံអော်နီးလိုက်ပြီးတော့អော်ကြည့်နော်အိုပါပြီဗျဘလို့អော်တော့ဇရာမြားမှန်ရင်ဘလို့អော်တော့အိုပါပြီဗျအဲ့ဒါဘာမြားမှန်တာဦးဇင်းတို့ယောဂီတို့တွေအခုဇရာမြားမှန်နေလားမှန်နေဘူးလားဟုတ်လားဇရာမြားမှန်တော့အိုပါပြီဗျလို့អော်ပြီနောက်ကနေမရဏပြောတယ်မင်းငါတေချာတင်ပေးထားတာနော်တေချာတင်ပေးထားတာဒီလူကိုမင်းသေအောင်မပြစ်နိုင်ဘူးငါအပြစ်ပြမယ်ဘယ်သူကပြောတာတော့မရဏကပြောတာဘယ်သူကပြောတာမရဏအဆောင်ကပြောတာမင်းကငါတေချာမြားပြစ်တင်ပေးထားတာလေဟုတ်လား
ဒီကောင်ကမင်းသေအောင်မပြစ်နိုင်ဘူးလားငါပြစ်ပြမယ်မရဏကဘာလုပ်ပြီးပြစ်မယ်ဟုတ်လားမရဏကမြားနဲ့ပြစ်တော့ဘလို့အော်မယ်သေးပါပြီဗျာဦးဇင်းတို့ယောဂီတို့တွေအခုမရဏမြားအပြစ်မခံရသေးဘူးနော်ဒါပေမဲ့လို့ဇရာမြားအပြစ်ခံနေရလားမရဘူးလားခံနေရတယ်ဇရာမြားအပြစ်ခံနေရတယ်အခုအိုတဲ့ဘက်ကိုသွားလားမသွားဘူးလားသွားနေတာလေဟုတ်လားဒါဆိုလို့ရှိရင်ယခုရနေတဲ့ပြစ္ဆုတ်ပံခန္ဓာကိုယ်ကြီးကိုဉာဏ်တကားကြီးမတက်ဖဲနဲ့အဲ့ဒီဉာဏ်တကားပွင့်သွားတာနဲ့အလျောက်တဏှာဥဆောင်တဲ့ကိလေသာတရားတွေကဟုတ်လားပြစ္ဆုတ်ပံကံကိုအကြောင်းဒီကံတွေကိုအကောင်းတွေထင်ပြီးတော့ပြုလုပ်တော့မှာပြုလုပ်ပြီဆိုလို့ရှိရင်မလားစေခြင်းလုံးလုံးခတ်ထားတဲ့အိုရတိုင်းကြီးကိုမရရောက်အောင်မလုပ်တော့မှာကြော်တတ်တော့မယ်ဆိုလို့ရှိရင်ဟိုဘက်ကိုရောက်ပြီဆိုရင်ဇရာမရဏဆိုတဲ့အဆောင်နှစ်ယောက်ရဲ့မြားပြစ်မှုကိုခံရမှာလားမခံရဘူးလားခံရပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒုရကရကမပေါင်းသူတော်ကောင်းတို့ပရိစ္ဆသမုပ္ပါစဝိုင်းကြီးကလဲအောင်မှာပေါ့တို့တန္တရာကြီးဘာလို့အောင်မှာအဲ့ဒါဘာနဲ့လဲတာတော့ဆိုလို့ရှိရင်ကာလ၃ပြာနဲ့တို့တွေတန္တရာလဲလာတာသဘောပေါက်လားကာလဘဏ္ဍဖျာကာလ၃ပြာကဘာတွေတော့လွန်လေပြီးတော့အတိတ်ကာလယခုဖြစ်စေနောင်ဖြစ်လက်တံအနာဂတ်ကာလအခုမိမိတို့ရထားတဲ့ခန္ဓာကိုယ်ကြီးကအဲ့လိုနဲ့ပဲတန္တရာလဲတာဟုတ်လားအဲ့ဒါကာလ၃ပြာအတွေ့လေးပေါ့ဟုတ်လားကာလ၃ပြာအတွေ့လေးကိုဒီလောက်လေးနဲ့သဘောပေါက်နော်နောက်ဦးဇင်းကျေးဇူးဆက်ချင်တာလေးနည်းနည်းရှိလို့ပြောမယ်ပေါ့နော်အဲ့ဒါကဘာလဲလို့ဆိုရင်ချင်းရ20ချင်းရဘယ်လောက်ချင်းရ20ချင်းရ20ကကိုယ်တွက်ကြည့်လိုက်တော့နံပါတ်1အကွက်မှာအတိတ်ကြောင်းချင်းရဘယ်နှပါနံပါတ်2အကွက်မှာပြစ္ဆုတ်ပံအကျိုးချင်းရဘယ်နှပါနံပါတ်3အကွက်မှာပြစ္ဆုတ်ပံအကြောင်းအချင်းရဘယ်နှပါနံပါတ်4အကွက်မှာအနာဂတ်အကျိုးချင်းရဘယ်နှပါဟုတ်ပြီနံပါတ်1အကွက်မှာရှိတဲ့ပြစ္ဆုတ်ပံအကြောင်းချင်းရ5ပါးကဘာတွေလဲဆိုလို့ရှိရင်ဟုတ်ပြီပြစ္ဆုတ်ပံအကျိုးချင်းရ5ပါးကနံပါတ်2အကွက်မှာရှိတယ်နံပါတ်2အကွက်မှာရှိတဲ့ပြစ္ဆုတ်ပံအကျိုးချင်းရ5ပါးကဘာတွေလဲဆိုရင်နံပါတ်3ကွက်မှာရှိတဲ့ပြစ္ဆုတ်ပံကြောင့်ချင်းရ5ပါးကဘာတွေတုံးနံပါတ်4ကွက်မှာရှိတဲ့အနာဂတ်အကျိုးချင်းရ5ပါးကဘာတွေတော့ချင်းရ20ဟုတ်လားအဲ့ဒါလေးကိုဦးဇင်းကဇလန်းလေးတစ်ခုနဲ့ပြောပြဟုတ်လားချင်းရ20နဲ့တန္တရာဘလို့လဲမလဲဟုတ်လားအဲ့ဒါကိုတရေကိုလေးနဲ့နော်ပရိယေလေးနဲ့ပေါ့ဥပမာလေးတစ်ခုဘာလဲလို့ဆိုရင်ပြစ္ဆုတ်ပံတော့ကရထားတဲ့ခန္ဓာကိုယ်ကြီးအဲ့ဒီခန္ဓာကိုယ်ပြစ္ဆုတ်ပံအကျိုးတရားတွေကဘာကြောင့်ဖြစ်တာလဲဆိုရင်အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းတရားတွေကြောင့်တို့တွေရဟုတ်လားဖြစ်ခဲ့လားမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့တယ်အဲ့ဒီပြစ္ဆုတ်ပံမှာရတဲ့အတိတ်ကြောင့်ချင်းရ5ပါးကအဲ့ဒါကဘုလေးလည်းပြောပဲဆိုလို့ရှိရလို့ဒါကတရားကို5ပါးရတဲ့ဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကမ္မဘဝ5ပါးရတယ်ဒါပေမဲ့အလားကဟိုနေ့နဲ့ပြောတာပေါ့အချင်းရနဲ့ပြောတာပေါ့ဟုတ်လားအင်္ဂါနဲ့ပြောလို့ရှိရင်ဘာနဲ့ဘာတော့အချင်းရနဲ့ပြောရင်တော့ဘယ်နှပါးရ5ပါးရဟုတ်လားအဲ့ဒါလေးကိုဦးဇင်းကဇလန်းလေးတစ်ခုဆင်ပြီးတော့ပြောပြမယ်ဟုတ်လားနံပါတ်1အကွက်မှာရှိတဲ့အင်္ဂါဘာအင်္ဂါလဲဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကိုနာမည်လေးပြောင်းလိုက်ဥအဝိဇ္ဇာဘူးတော့သဘောပေါက်လားနောက်နံပါတ်1အကွက်မှာပဲနောက်အင်္ဂါတစ်ခုကဘာလဲသင်္ခါရအဲ့ဒါကိုနာမည်လေးထပ်ပြောင်းဒေါသင်္ခါရဘယ်လိုတော့ဥအဝိဇ္ဇာနဲ့ဒေါသင်္ခါရနံပါတ်1အကွက်မှာရှိတဲ့အဝိဇ္ဇာနဲ့သင်္ခါရအင်္ဂါ2ပါးကိုဥအဝိဇ္ဇာနဲ့ဒေါသင်္ခါရဟုတ်လားနော် ဘယ်ထဲမှာနေတာတော့ဆိုရင်အကြောင်းသမုဒိယတွေထဲမှာရစ်ပတ်ပြီးတော့နေတာ
ဟုတ်လားဥဝိဇ္ဇာနဲ့ဒေါသင်္ခါရအကြောင်းသမုဒိယတွေရစ်ပတ်ပြီးတော့အတူတူနေခဲ့ကြဟုတ်လားတူတူနေခဲ့ကြတော့တန်ရောစဉ်လေဟုတ်လားချစ်စကျင်စဟုတ်လားခင်မင်စသမုဒိယတွေနဲ့ရစ်ပတ်ပြီးတော့တယောက်နဲ့တယောက်မချစ်ကြဘူးလားချစ်ကြချစ်တယ်ဟုတ်လားဦးဇင်းတို့ယောဂီတို့တို့အခုရထားတဲ့ခန္ဓာကိုယ်ကြီးနဲ့ဒီဘဝမှာလည်းပဲကိုယ့်ရဲ့တန်ရောစဉ်ရှိရမှာအတူတူနေထိုင်ကြတာပဲသွားလာကြဟုတ်လားအေးသူတို့လည်းပဲဥအဝိဇ္ဇာနဲ့ဒေါသင်္ခါရချစ်ကြတာအတူတူနေခဲ့ကြအဲ့လိုအတူတူနေခဲ့ကြရင်လည်းများမကြာမီမှာဟုတ်လားများမကြာမီမှာသားယောက်ျားလေးအမွှာဘူးလေး2ယောက်မွေးတယ်ဘာလေး2ယောက်အမွှာဘူး2ယောက်ဟုတ်လားအမွှာဘူး2ယောက်မွေးပြီဥဝိဇ္ဇာနဲ့ဒေါသင်္ခါရမှာအမွှာဘူး2ယောက်သားယောက်ျားလေး2ယောက်မွေးပြီဟုတ်လားအဲ့ဒီသားယောက်ျားလေး2ယောက်ကိုနာမည်ပေးတော့မောင်တနာနဲ့မောင်ဥပါဒံဥဝိဇ္ဇာနဲ့ဒေါသင်္ခါရသားယောက်ျားလေးဘယ်2ယောက်ရ2ယောက်ရတယ်နော်အဲ့လို2ယောက်ရရင်လည်းနေနောက်များမကြာမီမှာပဲနောက်ထပ်သမီးလေး1ယောက်မွေးပြီဟုတ်လားအဲ့ဒီသမီးလေးကိုနာမည်တက်တော့မကမ္မဘဝဘယ်လိုတော့မိသားစုဘယ်2ယောက်5ယောက်ဖြစ်သွားတယ်ဖေရဘယ်လိုတော့ဥဝိဇ္ဇာမအေကအမွှာဘူးလေးတားယောက်ျားလေး2ယောက်ကဘယ်လိုနဲ့ဘယ်လိုမောင်တနာနဲ့မောင်ဥပါဒံဟုတ်လားသူတို့ရဲ့သမီးအငယ်ဆုံးလေးကနာမည်ဘယ်လိုလဲမကမ္မဘဝဟုတ်လားမိသားစုတွေချစ်ခင်နဲ့ချင်းနာနာနဲ့နေခဲ့ကြတနေ့သောအခါမှာထမင်းဝိုင်းမှာပေါ့နော်ဒေါသင်္ခါရကြီးကပြောတယ်ဟဲ့ယောက်ျားဘယ်လိုခေါ်တော့ဒကမကြီးတွေအိမ်မှာဘယ်လိုခေါ်ကြတယ်ဟမ်ထမင်းဝိုင်းမှာဒေါသင်္ခါရကြီးကဥအဝိဇ္ဇာကိုခေါ်ပြီးဟဲ့ယောက်ျားဥဝိဇ္ဇာကြီးကထမင်းစားနေနဲ့မော့ပြီးကြည့်တယ်ဘာတော့လုံးမနေနဲ့နော်အရင်တုန်းကရှင်နဲ့တော်နဲ့ရှင်နဲ့ကျုံနဲ့2ယောက်တည်းရှိတုန်းကတော့ဘာမှပြဿနာမရှိဘူးအခုစားပေါက်တွေတိုးလာပြီဘာတွေတိုးလာပြီတော့စားပေါက်တွေတိုးလာပြီရှင်အလုတ်မဲရအတီတကြအလုတ်လေးတစ်ခုတော့လုံမှာဖြစ်မယ်ဘယ်သူကပြောတာတော့ဒေါသင်္ခါရကဥဝိဇ္ဇာကြီးကိုပြောတာဟုတ်လားရှင်အလုတ်တစ်ခုမဲရလုံမှာဖြစ်တော့မယ်အဲ့တော့ဥဝိဇ္ဇာကြီးကဘာပြောတော့မင်းငါ့ကိုအထင်သေးတဲ့အပြောတွေအထင်သေးတဲ့အကြည့်တွေနဲ့မကြည်စမ်းမှနဲ့ကွာဥဝိဇ္ဇာကြီးကလေဟုတ်လားငါ့ကိုအထင်သေးတဲ့အပြောတွေအထင်သေးတဲ့အကြည့်တွေနဲ့မကြည်စမ်းမှနဲ့ကွာငါလှုပ်တတ်ပါတယ်ဟုတ်လားအဲ့လိုပြောပြီးတော့ထမင်းစားပြီးဥဝိဇ္ဇာကြီးကဒေါနဲ့မုန်းနဲ့အိမ်အောက်ထဲဆင်းသွားပြီးတော့အိမ်အောက်ထဲမှာရှိတဲ့2ပေခွဲလောက်ရှိတဲ့ပြင်များကြီးကိုယူဟုတ်လား2ပေခွဲလောက်ရှိတဲ့ပြင်များကြီးကိုယူပြီးတော့ဘာလို့တုံးဆိုလို့ရှိရင်မီးသွေးခဲနဲ့ပြင်များကြီးမှာစာရေးတယ်နော်မီးသွေးခဲနဲ့ပြင်များကြီးမှာဘာလို့လိုက်စာရေးပြီးတော့အိမ်ရှိရဲ့ခြံစည်းရိုးတကားဝမှာသွားပြီးတော့ချိတ်တော့ဒေါသင်္ခါရကြီးကကြည်နေတာပေါ့ဟာယောက်ျားဘာတွေလုပ်နေလဲမသိဘူးပေါ့အောက်ထဲဆင်းပြီးတော့စာကိုသွားဖတ်လိုက်တော့မှဘာတော့ဆိုလို့ရှိရင်ဥအဝိဇ္ဇာမိသားစုပပုလုပ်ငန်းဘာလုပ်ငန်းဟာဥဝိဇ္ဇာကြီးကဘာလုပ်တတ်တာတော့ပပုထုတတ်တယ်ဘာလုပ်တတ်တော့ဥအဝိဇ္ဇာမိသားစုပပုလုပ်ငန်းအချင်းတဲ့လူသွားအကြနော်ဥဝိဇ္ဇာမိသားစုဘာလုပ်ငန်းဥဝိဇ္ဇာကပပုထုတဲ့နေရာမှာအလွန်အင်မတန်မှတော်တာပဲဘလောက်တိအောင်တော်လဲဘလောက်တိအောင်နာမည်ကြီးလဲလို့ဆိုရင်ဥအဝိဇ္ဇာပပုလုပ်ငန်းကို30တပုံကကြားတယ်တဲ့ဘယ်ကကြား30တပုံကကြားလားမကြားဘူးလားကဲပပုလုပ်ငန်းအောင်မြင်ချက်နော်
30ပုံကဘာလို့ဝါကြားတယ်30ပုံကကြားတော့ဥဝိဇ္ဇာကြီးရှိမှာလူပုံကလည်းလာပြီးတော့ဘာယုတ်လေးတွေထုခိုင်းဘာယုတ်ကလေးတွေထုခိုင်းလောက်ပါဘဘူးဥဝိဇ္ဇာဘဘူးလုပ်ငန်းမှာလူပုံကလာပြီးတော့ဘာယုတ်ကလေးတွေထုခိုင်းလူယုတ်ကလေးတွေထုခိုင်းဟုတ်လားလူယုတ်ကလေးတွေထုခိုင်းတော့ဥဝိဇ္ဇာကလူယုတ်ကလေးတွေကိုမျိုးစုံထုပေးလားမထုပေးဘူးလားလူပုံမှာကြီးပဲရှိတဲ့ပုဂ္ဂိုလ်တိုင်းတရားဝါတိုင်းတယောက်နဲ့တယောက်ရုပ်ချင်းတူလားဥအဝိဇ္ဇာကြီးနော်ဘလောက်တော်တော့ဟုတ်လားဥဝိဇ္ဇာကြီးရှိမှာဘဘူးလုပ်ငန်းလုပ်တယ်ဥဝိဇ္ဇာကြီးရှိမှာဘဘူးသွားအပ်တော့ဥဝိဇ္ဇာကြီးကဘဘူးလူပုံကလာပြီးတော့အပ်တဲ့လူတွေကိုလူသူနဲ့တူတဲ့ဘဘူးလုပ်ငန်းနဲ့ကျွမ်းကျင်တဲ့အရာဝတ္ထုနဲ့ဘဘူးထုပေးလိုက်တယောက်နဲ့တယောက်တဦးနဲ့တဦးတူကြဒါနာအားကောင်းတဲ့ပတ်စံများပေးခဲ့တဲ့လူကကောင်းလေးမရဘူးလားရလားရတယ်ဗျာတချို့ဆိုရင်လေမိမချင်းချင်းတောင်ငေးကြည့်ရတဲ့ဘဝယောက်ျားချင်းချင်းတောင်ငေးကြည့်ရတဲ့မျက်နှာမျိုးပိုင်ရှင်တွေရှိလားမရှိဘူးလားဒါဆိုလို့ရှိရင်ဦးဇင်းတို့ယောဂီတို့တွေစဉ်းစားကြည့်ပေါ့ငါတို့တွေဥဝိဇ္ဇာကြီးရှိမှာအကျွေးမြန်ထုခဲ့သလားမသိဘူးနော်ကိုရီဦးဇင်းတို့ယောဂီတို့စဉ်းစားကြည့်လေဥဝိဇ္ဇာကြီးရှိမှာပတ်စံနည်းနည်းပဲပေးပြီးတော့ရုပ်ထုခိုင်းခဲ့သလားမသိဘူးဟုတ်လားဒါနဆိုတဲ့ငွေကြေးလေးအပေးနေခဲ့လို့တဲ့ဟုတ်လားရတဲ့ဘဝမှာစင်စင်ရဲရဲလေးနေရတယ်ရုပ်ဆိုးပန်းဆိုးနဲ့လည်းဖြစ်ခဲ့လားမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့ဥဝိဇ္ဇာကြီးရှိမှာအယုတ်အတ္တပတ်စံနေခဲ့လို့ဟုတ်လားတချို့ဆိုလို့ရှိရင်မမွေးရသေးခင်သေသွားတာမရှိဘူးလားမွေးချင်းသေသွားတာမရှိဘူးလားနောက်မွေးပြီးတော့ငယ်လေးပဲရှိသေးတယ်သေသွားတာမရှိဘူးလားအဲ့ဒါတီလာတွေပေးခဲ့တာနဲလူဘာတွေပေးခဲ့တာဟုတ်လားဥဝိဇ္ဇာကြီးအဲ့လောက်ဒီ32ပုံမှာမျိုးစုံနော်32ပုံမှာပုဂ္ဂိုလ်တွေသရဝါတွေလူပုံဆိုရင်လူတွေပုံနတ်ဘုံဆိုရင်နတ်တွေရဲ့အပုံကိုအပုံတူဥဝိဇ္ဇာကြီးထုလုပ်ပေးခဲ့တာတဲ့ဒါဆိုရင်ဥဝိဇ္ဇာကြီးဘဟုလုပ်ငန်းကထွက်လာတဲ့ဥစဉ်တို့ယောဂီတို့တွေသဘောပေါက်လားဟုတ်လားအဲ့ဥဝိဇ္ဇာကြီးထုလုပ်တဲ့ဘဟုလုပ်ကထွက်လာတဲ့ယောဂီတို့ဥစဉ်တို့တွေမှာယခုရနေတဲ့ပြစ္ဆုတ်ပံခန္ဓာကြီးသဘောပေါက်လားဒါကြောင့်မလို့ဥဝိဇ္ဇာကြီးကအဲ့ဒီလုပ်ငန်းအောင်မြင်တယ်အရင်အောင်မြင်တယ်ဟုတ်လားတဏီသောကမှာထမင်းဝိုင်းမှာဒေါ်ဝိဇ္ဇာကြီးကပြောတယ်ရှင်ပြောတရားတစ်ခုရှိတယ်ပေါ့ဟာဘာတော့ပြောရှင်လုပ်ငန်းကကောင်းတော့အိမ်ကိုလည်းတိတ်ပြီးတော့မကြည့်ပြဘူးအလုပ်တွေကြီးပဲဖိလုံနေတာရှင်သားသမီးလေးတွေအရွယ်ရောက်နေပြီဒေါ်သင်္ဃာရာကြီးကပြောလားမပြောဘူးလားပြောတဲ့အခါကျတော့ဘယ်အရွယ်ရောက်နေပြီတော့ကျောင်းထားရမယ်အရွယ်ရောက်နေပြီဟုတ်လားကျောင်းထားရမယ်အရွယ်ရောက်နေပြီဆိုတော့ကျောင်းမထားနဲ့ငါတို့လုပ်ငန်းလဲဒီလောက်အောင်မြင်နေတာပဲနော်အဲ့ဒီအချိန်မှာသား2ယောက်ကိုခေါ်တယ်မောင်တနာနဲ့မောင်ဥပါဒံကိုသား2ယောက်လာကျောင်းမတက်နဲ့အဖေဘဝပညာဘာလုပ်ပေးသင်ပေးတယ်မိဘရဲ့အမွေယူလားမယူဘူးလားယူတယ်မိဘရဲ့အမွေယူတော့မောင်တနာကအလွန်အင်မတန်မှပညာဉာဏ်ထက်ပညာဉာဏ်ကြီးတဲ့လူမှတ်ဉာဏ်အားကောင်းတဲ့လူဆိုတော့တခဏချင်းမှာပဲဖအေးရဲ့ဘဝပညာတွေအကုန်လုံးတက်သွားဟုတ်လားမောင်တနာကလေတက်သွားတယ်ဟုတ်လားနောက်ကြတော့မိန်းကလေးဖြစ်တဲ့မက္ကမဘုရားလေးကလည်းအရွယ်ရောက်လာတဲ့အခါကျတော့မအေးကိုဝိုင်းကူပေါ့နော်ကြောင်မထားပေးပါဘူးအဲ့လိုနဲ့မိသားစုတွေပျော်ပျော်ရွှင်ရွှင်နေကြတာဟုတ်လားဒါကြောင့်မလို့ဥအဝိဇ္ဇာကြီးတို့နေတဲ့အိမ်နံပါတ်လေးပေးခဲ့မယ်လိုက်ပြီးတော့မှတ်ဟုတ်လားဥဝိဇ္ဇာကြီးတို့နေတဲ့အိမ်ဘယ်တိုင်းမှာတော့ဆိုရင်တန္တရာအရှိတိုင်းတန္တရာဘယ်တိုင်းဥအဝိဇ္ဇာကြီးတို့နေတဲ့အိမ်နော်တန္တရာအရှိတိုင်းအမှတ်ဘယ်ရက်ကွက်အမှတ်ဘယ်နှစ်ရက်ကွက်အမှတ်1ရက်ကွက်အဲ့အမှတ်1ရက်ကွက်ထဲမှာလမ်းတွေအများကြီးမရှိဘူးလားရှိတယ်ဘယ်လမ်းလဲဆိုရင်
အချင်းအရာလမ်းဘယ်လမ်းလဲအချင်းရလမ်းထဲမှာကိုအိမ်နေအများကြီးရှိလားမရှိဘူးလားရှိတယ်ဥဝိဇ္ဇာကြီးတို့နေတဲ့အိမ်မှတ်မယ်နော်အတိတ်အကြောင်းအိမ်ဘာအကြောင်းအိမ်ဒါဆိုရင်ဥဝိဇ္ဇာကြီးတို့နေတဲ့တိုင်းကဘယ်တိုင်းလဲတန္တရာအရှိတိုင်းဘယ်တိုင်းတော့အမတ်ဘယ်နှရက်ကွက်လဲလမ်းနာမည်ကအချင်းအရာလမ်းနာမည်ဘာတော့အိမ်နာမည်ကဘာတော့အိမ်နံပါတ်ကအတိတ်ကြောင့်အိမ်ဥဝိဇ္ဇာကြီးတို့မိသားစုဟုတ်လားအဲ့လိုနေကြရင်နဲ့ချိန်တန်ရွယ်ရောက်လာတဲ့အခါကျတော့မောင်တနာဦးဆောင်တဲ့ညီကို2ယောက်နဲ့ညီမလေးကိုလက်ဆွဲခေါ်ပြီးတော့ဟုတ်လားလက်ဆွဲခေါ်ပြီးတော့တပ်ပေရိတ်ကောင်းတဲ့ရိတ်အောက်မှာသွားပြီးတော့မောင်နှမ3ယောက်တိုင်ပင်ကြတယ်ဩညီမလေးတို့ညီလေးတို့ဟုတ်လားကိုရီအချိန်တန်ရွယ်ရောက်လာပြီကိုရီငငယ်တုန်းကလည်းပဲမရှိမဲ့လေးကိုမိဘတွေရှာဖွေကျွေးမွေးထားခဲ့တာ YGW မပို့ဘူးဟုတ်လားမိဘမဲ့ခေယာကိုမပို့ဘူးငါတို့မရှိတာလေးရှာချူဖွေပြီးတော့မိဘတွေကကျွေးခဲ့တာမိဘတွေအသက်ကြီးသွားတော့မှဘိုးဘွားရိတ်တာပို့ရမယ်ဆိုရင်ငါတို့နာမည်ပြတ်မယ်မောင်တနာဥဆောင်တဲ့ညီကိုတွေမတိုင်မြင်ဘူးလားတိုင်မြင်လားလိမ်မာလိုက်တဲ့သားသမီးလေးတွေမလိမ်မာဘူးလားလိမ်မာတယ်နော်ဟုတ်လားတိုင်မြင်ပြီးတော့မှကိုကြီးဥဆောင်တဲ့မောင်တနာနဲ့မောင်ဥပါဒံကိုကြီးကဥဆောင်မယ်ဘဝလုပ်ငန်းကိုငါညီလေးဥပါဒံကနောက်ကရင်ကူဟုတ်လားအဖေကိုတော့အဝိဇ္ဇာကြီးကိုဥဝိဇ္ဇာကြီးကိုတော့ဘာလုပ်ပေးအနာပေးမှာဘာလုပ်ပေးညီမလေးကလည်းအရွယ်ရောက်လာပြီမိဖို့ကြောင့်လည်းနိုင်နေပြီဟုတ်လားအမေဒေါ်သင်္ဃာရာကြီးကိုအနာပေးလိုက်တော့ဟုတ်လားညီမလေးကမိဖို့ကြောင့်လုပ်အကိုကြီးတို့ကဘဝလုပ်ငန်းလုပ်မယ်အမေဖေကိုရှားပွေကျွေးမွေးကြမယ်တို့တွေမိဘကျေးဇူးဆက်ကြမယ်ဆိုပြီးတော့ဘယ်လိုဥဆောင်တာတော့တဏှာဥဆောင်တာဟုတ်လားဒါကြောင့်မလို့တန္တရာအနောက်တိုင်းမှာဘယ်လိုဥဆောင်တန္တရာအနောက်တိုင်းမှာဘယ်လိုဥဆောင်တော့တဏှာဥဆောင်တာဟုတ်လားအဲ့လိုပဲနေပြီးတော့တူတူအဲ့လိုမျိုးနေကြတဲ့အခါကျတော့အဲ့ဒီအချိန်မှာဖြစ်ချင်တော့တန္တရာအရှိတိုင်းကမီးမမှန်ဘာမှမှန်ဘူးနော်မီးမမှန်တန္တရာအရှိတိုင်းကမီးမမှန်လမ်းတွေကလည်းမကောင်းဟိုတခါတော့တငယ်ချင်းတွေလာတော့ပြောတယ်ဦးဇင်းတို့3ခွာကိုဘယ်လိုလာမှာတော့ဟာမင်းဟိုကောင်ကပြောတယ်ဘေးရကောင်ကဟာတဲ့လွယ်လွယ်လေးတဲ့အဲ့တန်လင်းဟိုနေတန်လင်းဒီဘက်ကိုထွက်လာလို့ရှိရင်34ကားပေါ်စီးပြီးလိုက်ခဲ့34ကားပေါ်စီးပြီးလိုက်ပဲမင်းအိပ်ပြီးလိုက်ခဲ့တာတောင်သိတယ်လို့ပြောတယ်ဘာဖြစ်လို့ဟာ3ခွာအဝင်ရောက်ပြီဆိုရင်မင်းနိုးပြီတဲ့ဘာဖြစ်လို့တော့လမ်းမကောင်းလို့တဲ့ဟုတ်လားဒါဆိုလို့ရှိရင်ဥဝိဇ္ဇာကြီးနေတဲ့အိမ်တန္တရာအရှိတိုင်းကဘာမမှန်ဘူးမမှန်ဘူးလမ်းတွေကလည်းမကောင်းဘူးဒါဆိုလို့ရှိရင်မောင်တနာဥဆောင်တဲ့ဘဝဟုတ်လားမောင်တနာဥဆောင်တဲ့အိမ်ဖြစ်တဲ့အတွက်ကြောင့်မောင်တနာကကဲဒီနေရာကစီးပွားရေးတွေကလည်းအဖေမေလက်ထက်ကလို့မကောင်းတော့ဘူးမိရလည်းမမှန်ဘူးလုပ်ငန်းကိုင်ငန်းတွေအဆင်မပြေဘူးတို့တွေတန္တရာအနောက်ချမ်းကိုပြောင်းကြမယ်ဘယ်ကိုပြောင်းတန္တရာအနောက်ချမ်းကိုပြောင်းတဲ့အခါကျတော့မောင်တနာဥဆောင်တဲ့မိသားစုတွေတန္တရာအနောက်ချမ်းကိုရောက်ခဲ့လားမရောက်ခဲ့ဘူးလားတန္တရာအနောက်ချမ်းကိုမောင်တနာဥဆောင်တဲ့မိသားစုတွေရောက်ခဲ့တယ်ဒါကြောင့်မလို့တဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရဟုတ်လားဖေနဲ့မေကတော့အသက်ကြီးသွားလို့ပင်စင်ယူသွားပြီဟုတ်လားတဏှာဥဆောင်တဲ့တဏှာနဲ့ဥပါဒံနဲ့မက္ကမ္မဘဝတို့ကတော့မိဘတွေကိုရှာဖွေကျွေးမွေးတယ်ဒါကြောင့်မလို့အနောက်တိုင်းကိုရောက်သွားပြီဟုတ်လားဒါကြောင့်မလို့သူတို့ရဲ့မောင်တနာဥဆောင်တဲ့အိမ်လေးမှာမောင်တနာကဘာလို့တုံးဆိုလို့ရှိရင်စိုင်းပုတ်လေးပြန်ပြီးတော့ပြောင်းပြီဟုတ်လားမောင်တနာနဲ့မိသားစုများဗဟုလုပ်ငန်းပြောင်းလားမပြောင်းလားပြောင်းသွားပြီဟုတ်လားနော်အဲ့မှာဗဟုလုပ်ငန်းဆိုင်ဖွင့်ပွဲလေးပါလေးတွားချင်ရင်လည်းတွားကြပေါ့နော်ဟုတ်လားဆိုင်ဖွင့်ပွဲတွားချင်ရင်တွားကြဟုတ်ပြီလားဒါကြောင့်မလို့အဲ့ဒီရဲ့အိမ်နံပါတ်လမ်းလေးကိုမှတ်မယ်တန္တရာအနောက်တိုင်းဘယ်တိုင်းလဲမောင်တနာဥဆောင်တဲ့အိမ်နော်တန္တရာဘယ်တိုင်းလဲ
အမှတ်ဘယ်နှရက်ကွအမှတ်3ရက်ကွဟုတ်လားဘယ်လန်းတော့အချင်းရလန်းဘယ်လန်းတော့မောင်တနာတို့အိမ်နာမည်လေးကဘာလဲလို့ဆိုရင်ပြစ္ဆုတ်ပံအကြောင်းအိမ်ဘာအိမ်တော့ကဲမောင်တနာဥဆောင်ပြီးတော့ဟုတ်လားပြစ္ဆုတ်ပံအကြောင်းအိမ်မှာနေကြတယ်မိသားစုတွေဟုတ်လားအဲ့လိုတဏှာဥပါဒဥဆောင်တဲ့မက္ကမဘဝတို့ဥဆောင်တဲ့တရားတွေကဒီတိုင်းမနေဘူးတဲ့ပြစ္ဆုတ်ပံမှာရနေတဲ့အကြောင်းတရားတွေကိုလေအကောင်းတွေထင်ပြီးတော့ကံတွေပြုလုပ်မှလားမလုပ်ဘူးလားလုံးမှဆိုလို့ရှိရင်ကံတွေလုံးအောင်မှဆိုလို့ရှိရင်နောက်ဖြစ်မဲ့ဘဝကလည်းဇာတိရမှလားမရဘူးလားဇာတိရပြီဆိုတော့ဇာတိကတခြားတရားလားခန္ဓာပဲလားခန္ဓာရပြီဆိုရင်မသိခြင်းလဲမအိုခြင်းလဲမနာခြင်းလဲနာရမယ်ဒါချင်းရ20နဲ့တန်တရာကြီးတို့တွေမလဲခဲ့ဘူးလားလဲခဲ့လားတယောက်တည်းလဲခဲ့တာလားမိသားစုလိုက်လဲခဲ့တာလားဒါကြောင့်မလို့ဦးဇင်းတို့ယောဂီတို့တွေယခုရထားတဲ့ပြစ္ဆုတ်ပံခန္ဓာကြီးကိုတာနော်ပြစ္ဆုတ်ပံရထားတဲ့ခန္ဓာကိုယ်ကြီးဘဝမချမ်းသေးတဲ့ခန္ဓာကိုယ်ကြီးကိုတာပြစ္ဆုတ်ပံမှာဉာဏ်တကားလေးမစင်ဘူးမတက်ဘူးဆိုလို့ရှိရင်တဲ့တန်တရာလဲမလားမလဲဘူးလားဒါကြောင့်မလို့ဦးဇင်းတို့ယောဂီတို့တွေရထားတဲ့ယခုရထားတဲ့ခန္ဓာဘဏ္ဍပါခန္ဓာ5ပါးကိုတခြားနဲ့ကြည်ရမှာလားဝိပဿနာဉာဏ်နဲ့ကြည်ရမှာလားဝိပဿနာဉာဏ်နဲ့ကြည်ရမယ်အဲ့ဒါကြံတဲ့အရာဝတ္ထုတွေကိုကြည်ရမှာလားမိမိခန္ဓာကိုယ်ကိုကြည်ရမှာလားမိမိခန္ဓာကိုယ်ကိုကြည်လိုက်ပြီဆိုတော့ခန္ဓာကိုယ်ကိုတူရတွေစုပြီးတော့ပေါင်းလိုက်တော့ရုပ်တရားနဲ့ရုပ်တရားကလည်းပဲဖြစ်ပြီးတည်တတ်နေတာလားပြတ်သွားမှာလားနံတရားကတော့ဖြစ်ပြီးတည်တတ်နေတာလားပြတ်သွားမှာလားပြတ်သွားမှာဒါကြောင့်မလို့ခန္ဓာ5ပါးဖြစ်ပြက်ကဘာသစ္စာသိတဲ့ဉာဏ်ကသေရာကနောင်ဘဝနောင်ခန္ဓာမလာရာကဒါကြောင့်မလို့သစ္စာ၄ချက်တပြိုင်တည်းစိုက်ပြီးဖြစ်လို့အချိန်လဲစီးပြီးမို့လို့နော်ဘဝမချခင်ဉာဏ်တကားလေးစင်ဆိုတဲ့တရားဓမ္မကိုဒီမှာတည်းမဲ့ဏိကုံးကပတ်အဆုံးသက်၍သာရု3 ကြိမ်ခေါ်တော်ကြပါအောင်စို့